要拍没呢？那你让你啊？哪嘞？ကျွန်တော်ဒီမှာထိုင်ထားတယ်ခဏ တာဒီမှာပဲထိုင်ဒီမှာပဲလွှင့်ချင်တာတွေလည်းသိရတော့အကွေးရပါလဲဘာပြောရမလဲအချိန်တော်မှကျွန်တော်စပြီးတော့ဒီကိုပုံပို့တဲ့အချိန်ကိုပါတေချာပြတာဗာလဲဟုတ်ကဲ့လာနေပြီဆိုတာအဲ့ဒါဟာတနာရီ30မှာ9မိနစ်အဲ့ဟာမှာပို့ထားဆိုအဲ့ချိန်အဲ့မိနစ်မှာပဲလွှင့်မယ်ဆိုပြောတာစ တကယ်အဲ့နေရတယ်ဒီနောက်ကြာပါ ဟုတ်တယ်ကျွန်တော်နောက်ကြားနောက်ကြမှာပေါ့ဟိုဟာတခြားဟိုဟာမီတင်းကနေလေအဲ့တော့လာတာဆိုတော့ချိုင်းနောက်ဆုံးလားဟုတ်တယ်နော်ချိုင်းနောက်ပဲ ဒီလောက်ရှိရအဲ့တော့အမတ်တရလေးပြောမယ်အမတ်တရဆိုရင်ဘာရှိလဲဆို ရှိတော့ စဉ်းစားတယ် နှစ်ယောက်မတရားလား နှစ်ယောက်မတရား ဟုတ်တယ်လို့ပြောချင်တာဟုတ်လေနှစ်ယောက်ရဲ့ဘာလို့အမှတ်တရကိုပြောချင်တာပြောပါလေ 那你别你别做，那你老年没得呀？ အမှတ်တရတွေပဲ 没得呀，没得呀。 ဘာလုံးလုံးကအမတ်တရဖြစ်နေ 嘿， ဟဲ့တဲ့ကမဖုန်းနဲ့အနီးဆုံးမှနေနေပြီးတော့နော်အမေရိမိုက်စားရထွက်မလာနဲ့ ဘာတော့ 你 အဲကိုကြီးအမှတ်တရလား တကယ်ဒီနည်းနဲ့သွားလိုက်ကြ အဲ့ကနေစလိုက်မယ်နော်ဗကန်ဘီဂင်းနဲ့စဆုံခဲ့ရဆိုတော့ဗကန်ဘီဂင်းမှာဗာအမှတ်တရဗကန်ဘီဂင်းမှာဗာအမှတ်တရလဲဆိုလို့ရှိရင်တော့ဆရာကြီးကိုပြုစုရတာအမှတ်တရပဲလေရှိုင်းတွက်ကတော့သူ့ကိုပြုစုရတယ်သူ့ကို daily care လုပ်ရတယ်ပြီးရင်သူ့ကိုအားဖြည့်ပေးရတယ်ဘာလို့ဆိုတော့မှန်တိုင်းပြောလို့ရှိရင်ရှိုင်းထက်သူကရိုက်ရတဲ့ scene ဆိုတာမနေ့မိုးလင်းဆိုလဲဘယ်လိုပြောမလဲ sunrise လဲသူပဲ sunset လဲသူပဲနေ့လယ်လဲသူပဲဆိုတော့တနေ့ကုန် brand ကတော့ဆရာသမားကအဲ့မှာဆိုလို့ရှိရင်ပြိုင်ကြာတာကျန်လုံးဝ package လိုက်ကို brand ဟိုပါလေချက်ပေါင်းတွေမှတ်တိုက်တွေဟိုစားရဖို့ပန်တွေကလုံးဝပို့ပေးလိုက်တဲ့ဟာတွေကလုံးဝ package နဲ့အပြည့်အဲ့ဒါကိုတော်မှမတောက်ဘူးတော့အဲ့သူ့ပဲလိုက်တာအဲ့ဒါတရားပြင်နောက်တစ်ခုပါလဲဆိုတော့ make up ပြင်တဲ့ဟာတွေပါသူ့ကိုပြောပေးရတာလေမှတ်မိလားမျက်ခုံးမွေးဆွဲရလေရှင်ဘယ်လိုဆွဲရလဲမျက်ခုံးမွေးပါညာလေကျန်လို့ဆိုလူတို့ပြီးတော့ဒီလိုမျိုးဆွဲနေတော့ အကျွန်တော်မဟုတ်ပဲ ဒါလုံးမဟုတ်ပါတော့ ကျွန်တော်မဟုတ်ဘူး အကုန်ပြောနေ ဟုတ်ကဲ့ညခုံးမွေးမဟုတ် ခုံးမွေးမျက်ခုံးမွေး ဆိုင်တွေ့နေတာဟိုဟာလေစီရီယယ်နဲ့အင်ကြီးခွဲတဲ့ဟာလေစီရီယယ်မှတ်ပြီးတော့မူးချိန်မှုအတွက် make up ပြင်တဲ့ဟာပါရှိုင်းပြင်တဲ့ဟာကို filter တေးသေးချာချာကိုကြည့်ပြီးတော့ကျွန်တော်ကိုလည်းပြင်ပေးကျွန်တော်လည်းတင်ပေးဆိုပြီးတော့ပြောပြတာ အဲ့ဒါကျွန်တော်ကခရင်းလို့ပြောတာကျွန်တော်အဲ့ဒါက အဲ့တော့ဆိုရဲဆွဲနေရမိုက်လိုက်တော့ရှာဒရွေးဆိုပြီးတော့ အော်အေးမမီမီ ဒရွေးဆိုပြီးမျက်ခုံးမွေးဆွဲတာလေအဲ့ဟာကိုလည်းပါ ဟိုဟာလေကျွန်တော်လေကျွန်တော်ရိုက်ကအရန်နေတော့ကြတော့ 6ရက်လား 9ရက် 9ရက်နော်ဟိုဟာဆိုတော့6ရက်ပေါ့ အဲ့မှာကျွန်တော်ဖျားဝါရဲ့နေတော့မှာဆိုလို့ရှိရင်စေးသွင်းရတဲ့နေတော့စေးရတယ်ဖြစ်ချင်ပြောတော့ပြောဘူးရတင်တယ်စေးရလဲတခါမှဘဝမှာလေအဲ့လောက်ကြာတဲ့အတွက်ကိုမသွင်းဘူးအားစေးအတွက်ကိုလေပါဇက်ကို10မိနစ်မှ30လောက်ပဲကြာရတယ်ခင်ဗျနော်အဲ့ဒါရလေ2နာရီခွဲလောက်သွင်းရအဲ့စေးဝင်တေးလေးကို2နာရီခွဲလောက်သွင်းရမှတ်မိလား မှတ်မိတယ်အဲ့ဒါနောက်ဆုံးလေးတော့မမီလည်းမမီရောအဲ့အတန်းလိုက်ကြီးထုတ်လိုက်ကြီးနဲ့လေဟိုတယ်ကိုပါလာလေ ဟုတ်တယ်ပါလာပေါ်လာပြီးထိုင်လာပြီးစကားတွေ ထိုင်ပြီးစကားပြောအဲ့ဒီအထုပ်ကုံမနော် အိတ်ကြ အိတ်ကြ ရဲ့အချိန်မှာသူတို့ကအိတ်ကြံခဲ့ရောကျွန်တော်ကမနေ့ကျတော့ sunrise ဆိုတော့ပြန်ထားတနာရီပဲဒါတော့တော်သေးရဲ့အိတ်သေးသွင်းလိုက် ဟုတ်တယ်ဟုတ်တယ် အဲ့ဒါမတရား အဲ့တော့လိုက်တာပဲသူ အဲ့နေပဲဆိုင်လိုက်တာလည်းအဲ့နေပဲ ဆိုင်ရတော့လိုက်တာပဲမတရားရတော့ရရရဲ့ဥစ္စာနော်တကယ်ကိုဘယ်လိုမလဲတော်တော်အဆင်ပြေပြေနဲ့လေပြင်ပန်းပြင်မဲ့အစင်ရမ်းပြေတော့ကျင်းနေတယ်ပြောရလေတကယ်ပကံဆိုတဲ့နေရာမှာချရဆိုတော့ပို့ပြီးတော့လည်းမူကကောင်းတယ်ပြီးတော့အခုပို့ပြီးတော့ကျင်းတဲ့နေရာကဦးကိုကမမီလာဒီဇိုင်းနဲ့နှစ်ယောက်ကိုဖျားမှာ ဟိုကလည်း မနူပါဖျားရိုက်ပြီးအစင်ပြန်လာတဲ့အချိန်မှာတော့လေပူလို့ ဟုတ်တယ်မနူပါဖျားရဲ့ပြည့်အချိန်မှာဗီတာတော့ဟိုဖိုးပေါ်မှာလေဟိုကိုယ်လေးမှာတောက်တယ်နဲ့တွားရကြတယ်တွားရကြတဲ့အချိန်မှာအောက်မှာစောင့်တာဒီဒေးစောင့်တာအဲ့မှာမုတ်တော့စားလိုက်သေးတယ်ရမ်းပူတာတအားပူတာ အဲ့ဒါရှိတယ်ဗကန်ဘီနီပြီးရင်ဘာရှိလဲဆိုတော့ သူเจ้าမျက်မှောင်ညာလေးဆိုလည်းစီနေရတယ် ဟုတ်တယ်ကျွန်တော်တို့ကြည့်ရဲ့အဲ့ဒါကိုပဲ idea ဟုတ်တယ်တကယ်ပကံရဲ့အငွေသက်တွေအလားပါတွေပုံပေါ်သွားတာတကယ်ကိုအမှတ်တရတွေဖြစ်ခဲ့ပြီးတော့ပြိသက်တွေရင်းနဲ့ရောက်ခဲ့တာလည်းတကယ်ကိုဘယ်လိုပြောမလဲထိုက်တန်တယ်ပေါ့နော်ကျွန်တော်တို့တကယ်ကိုဟို romance series ဆိုပေမဲ့တကယ်နော်အားလုံးလူကြီးလူငယ်မျိုးကြီးကြည့်လို့ရတဲ့ဇာတ်ကားလေးတကားလည်းဖြစ်တဲ့ပြင်ဟိုမှာတကယ်မြန်မာနိုင်ငံရဲ့အငွေသက်ဖြစ်တဲ့ဒီကပကံဆိုတဲ့
လှပါတယ်ပဲပေါ်ကြွားပြီးတော့စီမီထွန်းတဲ့ခံဆိုရှာအရင်ကြိုက်တာ စီမီခိုင်းခါမှာကျွန်တော်တေးနေတာလုံးဝအားမရှိဘူးဘယ်လိုနိုင် ဘူးလေ ချောင်းနေတယ်ပြေဆိုချောင်းအဲ့တဲ့ဆို ဟုတ်တယ်ချောင်းအဲ့တယ်မှာဆိုငုံသေးတွေငုံကတစ်လုံးပြီးတစ်လုံးလေတကယ် တော်ပြီအဲ့ဒါအားကြောင့်မေးပြရမယ် သိရအဲ့ကြောင့်တစ်လုံးပြီးတစ်လုံးနေလို့ခေပါအဲ့ပြီးတော့အားရလေ ခါတော်မီ ခါ ခါတော်မီမှာ ခါရမီကြတော့ အမတေးရ ခါရမီမှာအမတ်တရကဟိုဟာလေယူနီတိုင်ယာတွေကရှိုင်းတို့စပွန်ဆာပေးထားပြီးတော့လေနော်တကြံကားလေးကိုစပြီးတော့အမတ်တရအနေနဲ့ဒါတကြံကာလလေးမှာပြည်သက်တွေလည်းချပြနိုင်ခဲ့ဆိုတော့ product placement မှာတခါတော့မှာလူရိုးကနှခမ်းနေဆိုချင်တယ် ဟုတ်တယ်ဒါပေမဲ့အဲ့ကိတ်ကကြာဒီဒေးလုပ်လို့မရဘူးကွာယောက်ျားလေးတွေကအဲ့ကိတ်ကဒီဒေးလုပ်လို့မရတော့ဟိုမဖြစ်ဆိုပဲကိုကြီးတောင်းပြီးတော့နှခမ်းနေစိုးသူကလည်းကောင်မလေးကလည်းအပြည့်နော်အပြည့်လာနေဟုတ်ပါအဲ့ဒါမှရှိုင်းကဟိုကတော့ရလိုက်သေးတယ်လေရှိုင်းလက်ဆောင်ကူးလေးနဲ့လေ ဟိုက ဘာယူစီယူစီမီလေးယူစီမီကိုတော့ရှိုင်း product ကင်လိုက်ရသေးရဆိုတော့ဒီလားအဲ့မှာဘာမှမကင်လိုက်ရဘူးကင်ပါတယ်ရှိုင်းလက်ကိုကင်လိုက်တယ် ခါတော့မှာရှိတယ်မန်နေဂျာလုပ်နေရတယ်တိုင်ပန် ဘယ်ခံမှန်းချက်ချင်းမပြောဘူးလားချက်ချင်းပြော အိမ်နာမှာလေ ဘယ်လိုအိမ်သာမှာတော့ဘယ်လိုအိမ်သာမှာကောစကားစကားကိုပြောနေဘာလို့ စပေးတယ်မကင်ဘူးလေ ကိုင်းလို့ထိပါရဲ့အခါပဲခံချက်ချင်းသိတယ်နော်အဲ့ဒါ ထိလားပြင်မာထိနေရဆိုပြင်မာထိနေရဆို စကားရောက်ပြောနေရဒီမှာထိအောင်ပြောနေအောင်ဒုက္ခပဲဟဲ့အဲ့တခါလေးပဲထိပါလေ မြင်းတော့ဟော စိတ်ဆိုးလာပြီနော်အဲ့ဒီခံထိရအောင် ထိလားထိတယ်လေဟိုပါလေပါကျလိုက် ကိုလက်ပါဆိုနော်အဲ့ဒီခံလေးပဲထိရဟော အော်ဟိုပါလေ ဘယ်ရလဲ စက်သိန်းလေ အဲ့လေဖလားလေးနဲ့အဲ့မှာလေးလိုလေးထိပါအဲ့ဒါမျိုးအပြင်မှာထိရပြီပေါ့စကားရပါတော့ဆရာရဲ့ထိရများပြီးမားနေလားဒုက္ခ နေရာပြောင်းပေးပါလို့တဲ့ကြည့်ရအဆင်မပြေဘူးတဲ့ဘယ်ပြောင်းပေးလို့မရ ဘယ်ပြောင်းမရမှာလဲဒီကဒီနေရာလေးမှာတွေ့ညင်ပါဆိုဘယ်လိုနေရာကြီးလာပြောင်း ဝါးရင်တော့မှကြည့်လိုက်ပါလိုက်ပြီးရင်ကြည်သွားပါလိမ့်မယ်အဲ့ဒါရှိရယ်ပြီးတော့အဲ့မန္တလေးနဲ့ဆိုရင်ကျွန်တော်တို့အဲ့ဒါလည်းဘီဘီလိုက်ရပြီပဲကျွန်တော်တို့ပထမဆုံးမန္တလေးရဲ့ပွဲတက်မှာနှစ်ယောက်သားစတိုင်လေးလောက်တာလေကျွန်တော်တို့ရမယ်နော်အဲ့ idea ကိုဆိုင်ပေးတာနော်ကိုဆိုင်ရဲ့ idea တိတ်ကိုမှထူးချွန်ပြောင်းပြောင်းတော့တဲ့ idea ပေါ့ဒီနှစ်ယောက်တော့လည်းမန္တလေးမှာပွဲမတက်ဘူးပါလေပြီးတော့လူလည်းအရန်လာလိုက်တယ်လာမထင်ထားမထင် အဓိကရှိုင်းလို့ပို့ပေါ်ပါပဲသွားပြီးတော့ဆိုင်လေးကိုသွားကြည့်မယ်ဆိုပြီးတော့ပဲလောက်ထားတာလေဟုတ်လား ယူရီတရားဒီဘက်ကလည်းအဲ့တုန်းကကြတော့ဗာလဲဆိုအဲ့လိုမျိုးပဲ သူလည်း လာ မတင်တာ လာဝါဆိုတော့ရိုက်ပြီး လာသွားကြဗီဒီယိုလေးတက်ပြီးတော့ပြန်မယ်ဒါပေမဲ့ရှိုင်းတော့လာမယ်ဆိုတော့ပြောလိုက်တယ်ဟုတ်တယ်နော် တို့တော့နှစ်ယောက်ကသူကနေပဲဘာဝဲမယ်ဆိုဖီတာတဲ့အဲ့ဘယ်လိုတိုင်းလေးရှူတော့ဝတ်တဲ့အညိုလေးကိုပြန်ဝတ်ကြမယ်တဲ့နှစ်ယောက်တဲ့ နေရာစင်တူလေး အဲ့ လို့ တော့ ရှိရင် အဲ့ idea ရန်ကုန်မှာအဲ့ကုန်းခန်းထဲမှာဆိုတော့じゃအဲ့ idea အရန်ကောင်းတဲ့ idea ဟောနော်အေးကောင်းတယ်ဆိုအဲ့ပြီးတော့မန္တလေးမှာလည်းဝတ်ရော fan တွေထင်ကြတာ style လေးတွေစင်နေထင်တာတကယ်တော့မဟုတ်အဲ့ပွဲမှာ style လေးမပါဘူးနှစ်ယောက်တွေးပြီး သူကကိုယ့်ကိုတွေးပြီးတော့ ပြဲကြတက်ခဲ့သူများပွဲထဲမှာပြဲကြဆုံးပွဲကအဲ့ပွဲပဲချွေးထွက်ပြီးပူလောင် ပြီးတော့နေကောင်းကစားရှိုင်းတော့နေသိမ့်မကောင်းဘူး ဟုတ်တယ် လုံးဝလေနေသိမ့်မကောင်းနေကောင်းကစားလေးဖြစ်နေတာဆိုတော့လေအာချွေးတွေကြာပြီးတော့လေဘယ်လိုမှမသိဘူးပူတာ သူလည်းအဲ့ပွဲမှာတော်တော် ပြောစရာကြီး ပြောစရာကြီး အဲ့မှာဘယ်လောက်တောင်ဆိုလဲဆိုတော့အဲ့နာပေါင်ဝင်ကြည့်ရလေလူတွေအဲ့လောက်ထိအုံနေတာဘာလဲဆိုပြီးတော့လေရက်ခွက်လုံးပါလားမသိဘူးပြောခံလိုက်ရတယ်ဆိုတာ ဟုတ်တယ် အဲ့အမှန်တရားပဲလုံးဝ ပြီးရင်ဘာရှိသေးလဲ location တွေရှိရလေ location သွားကြည့်ရ location မှတ်တရတွေရှိတယ်ပြီးတော့ဗာလဲမေချက်ပေးတဲ့ဟင်းတွေလေအရန်ကောင်းတယ်စားလို့ရတယ်ဖေးအားကြီးချ စိတ်ကိုတစ်ထစ်လျှော့ရမယ်ရားလုံးအစင်ကိုရမယ်နော်ပြီးတော့တစ်ခုရှိသေးရဲ့စိတ်မကောင်းကြရမှတ်တရမျိုးရဲ့အိမ်လေးကဟိုပါအော်မျိုးကိုသိမြင်အိမ်လေးမျိုးအိမ်ကို ကိုသိန်းမြတ်နေအော်အဲ့ကိုအိမ်လေးလေကိုပြည်လေးအိမ်လေးလေ ပြိုသွားပြီ ဟလာဟော မတင်ဘူးလားတင်ထားရလေငနေတော့ အဲ့ဒါအဲ့အိမ်လားကိုဗီဒါသွားတဲ့ vlog လေသူကပုံလေးတင်ထားသေးရဲ့ ဟုတ်တယ် အဲ့အိမ်လားအော် အာတင်းမြင်အိမ်လား ပြန်မပြင်ရသေးဘူးလား အခုတော့မပြေဘူးလေဟုတ်လားအဲ့ဒါလေးရှိတယ် ကဲဒါဆိုရင်အမတ်တရတွေအများကြီးပြောပွားရေးဆိုတော့ဂိမ်းလေးကစားမလား
ဆိုင်ချင်းဟို ဂိမ်းမကစားရင်တည်းဘူး ကစားမယ်လေ ကစားရင်တည်းဘူးကျွန်တော်ဒီနေ့ယူလာတယ်ရှိတယ် အေး ဆိုင်ရရောဆိုင်ရအိတ်ကရောဆိုင်အိတ်ကိုပါ ဆိုင်အိတ်မပါဘူး ဒါပေမဲ့ဒါကကျွန်တော်သူ့မပြောဘဲနဲ့ကျွန်တော်ယူလာဒီနေ့ဒီကိုကျွန်တော်ဒီလိုလေးလာတာ ပုတ်လေအိတ်ထဲမှာဗာလေးပါလေဂိမ်းလေးဆော့ကြပြီ အော်ပြီးဆော့မှာလားဆိုင်အိတ်ကပါလေဒီအိတ်မပါတော့ပြော ဟိုအိတ်ထဲမှာဘာပါလဲဆော့ပဲဆိုရင်ကျွန်တော်ရှိုင်းအိတ်ကိုအရင်ဆက်စုကျွန်တော်ဒီနေ့ကဒါကျွန်တော်က အလေးစားဆက်စုချင်တာသူများရဲ့ပတ်လိုက်ပစီကို ကျွန်တော်ပြလိုက်တာကျွန်တော်ကလူလာပဲထည့်လာ လူပါပဲကြားလို့ရပါရောထူလုံးအနံ့ထားလို့ရတယ်အိတ်တင်မဟုတ် ဟိုကျွန်တော်ဒီအိတ်ကိုယူလာတယ်ဆိုတာအမတ်တရစကားပြောရင်းနဲ့ဒီအိတ်ကလည်းကျွန်တော်တို့ပကံဘီကင်းလေးပြီးပြပြီးတော့ပြိသက်တွေတတိထားမိပြီးအချိန်နောက်တစ်ခေါက်ပကံကိုပထမဆုံးပြန်သွားတဲ့အချိန်မှာတော့ဒါညနူးရအဖွဲရအမရေပေးထားတဲ့အိတ် ဟုတ်တယ် ဒါပေမဲ့သူ့ကိုကျွန်တော်မပြောပဲယူလာတာ ဟုတ်တယ် ဆိုင်အိတ်လေးရော သူ့ကိုကျွန်တော်ပြောလိုက်တဲ့ဟာကြီးလည်းသူမပါလာပါဘူးအဲ့ဒါတော့ပြိသက်ကြီး ကြိုက် ဒါပေမဲ့ဆိုင်ကိုကျွန်တော်အခွင့်လွတ်တယ်ဘာလို့လဲဆိုတော့ဆိုင်ခီးသွားနေတာကျွန်တော်စီစဉ်နေတော့ ဟုတ်တယ် ဆိုင်မန်နေဂျာမှာပါလေဖြစ်ရှိရ ဟုတ်တယ် ကောင်းကြိတ်ကြီးနော် ကြည့်တယ် အဲ့ဆိုဆက်စုကြမယ် ဆက်စုမယ် โอเค ဆိုင်မဆိုင်ပြဆိုင်မဆိုင်ပြ ကြည့်ပါရပါတယ်ကြည့်လို့ရပါတယ် ဟုတ်တယ်ကြည့်မယ်နော် daily 3နာရီပဲထည့်လာတာအရင်ဆုံးကတော့စတွေ့မှာတော့ ဘိုင်း ပြလို့မရလားမှန် ဘာဖြစ်လို့လဲ ဒိုးကြီးပြလိုက် မှန်ကတော့ မှန်အဲ့တော့အဓိကပေါ့နော် မှန်ကတော့ဒေသသွားပါတယ် ရှင်တို့ ဟုတ်တယ်ရှင်တို့လေးကဒီနေ့လက်ဆောင်ရတာဟုတ်ဘူးလက်ဆောင်ရတာလို့ဒီနေ့မှလက်ဆောင်ရတာလို့အိတ်ထဲပါလာတာ ရှင်တို့ပါ လက်ဆောင်ရတာလို့ ဒါ စီတုံးဆက်ကို စီတုံးဆက်ကိုသုံးမယ်နော်အဲသူ့အိမ်ကြီးအဲ့လိုမျိုးလေးတဘာဝတော့စံနာပဲဒါသုံးလို့ရတယ်ကြည့်ရကြည့် သုံးလို့စီစုံဆက်ဟဲ့ ဖူလောဆယ်ဒီအဲ့လိုမျိုးကောင်းကန်းမကောင်းကန်းဆိုတာ ဘလို့ကောင်း အလားအပြစ်စည်းတွေကလွယ်ကျန်တာမတွေ့သေးဘူး ဒီနေ့ခုံးတာကိုပေါ့ဒီနေ့ဘာရေးထက်လာပြီလဲမသိဘူးဩ နှစ်ချက်အမြဲပြောက်တဲ့နှစ်ချက်နဲ့လည်းမမိသေးတာကျွန်တော်တို့ မမိလား ဟို ဟော ဘင်း အေးလေ အဲ့တိုင်းစီဒီမှာတော့ကလည်းနှစ်ချက်ပြောက် ဒီချက်တစ်ဖက်ပြောက်တာ တစ်ဖက်ပြောက်တာဘယ်လိုဖြစ်လဲဆိုတော့အေးပြော တစ်ဖက်ပြောက်တယ်ပြီးတော့ထိုင်းမှာကျတော့တစ်ခုလုံးခိုးခံရတာလေ ဟိုကလူအုပ်ကြီးသားထဲမှာရှာသေးရနော် ဖြိုင်းရဲ့အိတ်ကြီးကဒီလိုကြီးလေခွက်ကြီးပဲကြံခဲ့တာအဲ့ပေါ်ကြီးကိုပါသွားဒီလိုကကက်ကလေးဒီလိုအိတ်ကလေးနဲ့လေဒီထက်ကအဲ့ပေါ်ကိုပါသွားလေ ကိုကိန်းဆိုလဲဆွတ်ပြောက်သွား ဟုတ်တယ်အဲ့ဆိုဟိုအိတ်လာမှာတွိုင်းနေမှာလားမသိဘူးလေထားခဲ့ဆိုတော့အေး ဖောင်လေးချင်းကိုသွားလျက်တယ်ဟွာလား ဟုတ်တယ်ဟိုကဘာလို့ဘယ်နေပြန် ဒါဒီရိုက်တုံးကမတရားရှိရဲ့ကျွန်တော်အဲ့တုံးကဒီမကောင်းဒီလိုမကောင်းတော့ပြန်တွေးတော့ကျွန်တော်ပြန်တွေးလိုက်တော်တော်နေ ရိုက်ကိုးလောက်တိုင်းနေမကောင်းသွား စားတဲ့အချိန်ပဲနေကောင်း သူစားတဲ့အချိန်လို့ तू အိတ်ရတဲ့ချိန်လို့ तू ချေးရတဲ့ချိန်ဆိုလို့ तू ရမ်းကောင်းတယ် तू သူကလားဒါ healthy shot तू လုံးလုံးပြီးဆို तू နေမကောင်းတော့ဘူး ဒါ healthy shot ပေါ့ဗျာပြီးရင် တ िश ူကမှတုံးတာ ဟုတ်လို့လားဘုမသုံးတာ ဟုတ်တယ် တော်ညစ်ပတ်နေ ဟဲဆိုင်လိုက်တာအေး ဒါကြီးอ่ะ အဲ့ဒါဟိုဟာအိတ်ဆောင်ရေမွေး ဩရင်ဝင်ရှူကြည့်လို့ရလားဟဲ့လူကြီးတော့ ဒီလိုလေးပဲတွတ် ဩလက်မှာတင်ပြီးတော့ ဟုတ် ပို့တာလား ပို့တာပဲဆိုင်ရေဆိုနေရတာဒါအိတ်ဆောင်ဒါလူလုံးနဲ့တုံးတာလေ ဒါတရုတ်ကြီးတင်းစားပြတာဆိုတော့ပတ်စံလည်းမပါဘူးအိတ်က တယ်ပတ်စံမရှိဘူးကေပေးပဲတုံးတာမို့လို့ ဩဒါမှလည်းရင်ဖို့တရုတ်ငွေလည်းတရုတ်နဲ့တော်တော်ချမ်းသာတယ်တော်တော်ချမ်းသာနေ ဆန် တာ တော့ကတော့ချက်ပဲရှိတယ် ဟောကျန် ကျန် သေး သေး တယ် တယ်ထန်းနေတယ်ဆိုတာတယ် ဒါတော့ကျွန်တော်သူ့ကိုမကြည့်ရဲ ဘာလို့လဲ ကျွန်တော်ကနှစ်ချောင်းတော့မှာ ဟုတ်လားကြည့်ပါပြင်ကြည့်ပါအခုကြည့်ပါအဲ့ဒါကျန်သေးတယ်ကျန်တော့နော်ဟုတ်ဘူး ဒီကြောင် ကျွန် လား တော်အိတ်ကိုလည်းမကြည့် အိတ်ကလေးကိုစစ်လိုက်တဲ့အခါမှာအများဆုံးတွေ့တာ ညဆုံးတွေ့တာကတော့ အလားပြင်ပစ္စည်းတွေပဲတွေ့တယ် ဖလားပြင်ပစ္စည်းတွေဖြစ်ပါတယ်ဘယ်တော့ဒါဒီနေ့ဟိုကကြံခဲ့ရကြံစုတ်တန်နေပါညာတယ် စုတ်တယ်နော် မို့လေ fresh ကျွန်တော်အိတ်ကတော့သူ့ပဲကြည့်လိုက်ပါတော့ ဒီကလည်း ဟိုက်ကားလေကို့အနာခဲ့လို့ပဲဝေဝါးတဲ့ ဟိုလိုပဲဆက်ဖြစ်နေအောင်ပါပဲဘာမှစိတ် အယောင်းဝါးနေ ဒီကလေးကအမတ်တရများသွားတဲ့အိတ်ကလေးဖြစ်ပါတယ်ဒီကလေးကိုလည်း သူယူလာခဲ့ပါဦး တန်မိုးထားပြီးတော့မှန်ပေါင်ထဲမှာတင်ထားတာကျွန်တော်ဒီလူပဝန်းကျင်နေတယ်မထိခံနိုင် မို့တက်မှာဆို ဆို တော့ တော့မှုတက်မှာဆိုလို့ဟဲ့ဒါလေးကတော့ပုံပြပါတယ်ပုံပြ ဘုံ ပါ ကတော့အဓိကမပါမှာဖြစ် အေးဘောစီပဲ ဘ
ဘောစီလေကျွန်တော်ပြင်ဆိုင်ပတ်စံတယ်မင်းသား ကိုရဘောစီပဲကိုခဏလေးယူကြည့်အောင်ကိုခဏလေး